အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Forever Construction ရဲ့ရုံးခန်းတစ်လေးကိုပေါ့နော်ဘယ်လိုလာရမလဲလမ်းညွှန်လေးနဲ့မိတ်ဆက်ပေးပါအောင်ဆိုပြီးတော့မေးရတဲ့ client တွေအတွက်ပေါ့နော်ဒီနေ့ကတော့ Forever Construction ရုံးခန်းလိပ်စာလေးလမ်းညွှန်လေးပဲဖြစ်ပါတယ်ရှင်အမနဲ့လမ်းမှာပေါ့ကားကြီးဂိတ်မှတ်တိုင်အနီးအဲ့တော့ပြည်တော်စုရိပ်မွန်အိမ်ရဝင်းထဲမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့အတော့ကလမ်းပဲဖြစ်ပါတယ်ပြည်တော်စုရိပ်ဒီကိန်းလေးမှာဆိုရင်တော့ဒါလုံညုံရေးရနေပြီးတော့ဘယ်သွားမလဲမေးရင် Forever Construction လို့ပြောလိုက်ရင်ရပါတယ်ရှင်ကဲရောက်ပြီဆိုလို့ရှိရင်ညာဘက်ချမ်းကို꿰ပြီးတော့ဝင်ရမှာဖြစ်ပါတယ်ရှင်ညာဘက်ချမ်းကားကိုနော်ညာဘက်ချမ်းလေးကို꿰ပြီးတော့ဝင်လိုက်မယ်ဆိုလို့ရှိရင်ပြင်းမလန်းထိပ်ရောက်ပြီဆိုလို့ရှိရင်ဘယ်ဘက်ချမ်းကိုပြင်းမလန်းနဲ့ဝင်မယ်ပေါ့နော်Forever Construction ရဲ့ရုံးခန်းလေးကိုရောက်ပြီပဲဖြစ်ပါတယ်ရှင်Forever Construction ကိုပေါ့နော်ကိုယ်တိုင်ကိုကြလာပြီးတော့အသေးစိတ်စုံစမ်းဆွေးနွေးကြနေဆိုရင်တော့ရုံးခန်းလေးကတော့တနင်္လာနေ့ပြီးတော့စနေနေ့ထိမနက်၈နာရီကနေပြီးတော့ညနေ9နာရီထိရုံးလေးဖွင့်ပါတယ်ရှင်ကဲလို့ပေါ့နော်ရုံးခန်းလေးကိုကော်ဖီလေးတောက်ရင်အေးဆေးဆေးစကားလေးပြောရင်ရုံးခန်းလေးမှာအသေးစိတ်ဆွေးနွေးခြင်းနေဆိုရင်တော့ရုံးခန်းလေးရဲ့လိပ်စာလေးကတော့အမှတ်၄ပြင်းမလန်းပြည်တော်စုရိပ်မွန်အိမ်ရသင်္ကန်းညွန့်မြို့နယ်လေးပဲဖြစ်ပါတယ်ရှင်ကဲရုံးခန်းလေးကိုလာရောက်ပြီးတော့အိမ်လှလှလေးစောင့်မဲ့အကြောင်းလေးတွေဆွေးနွေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်